မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့မြမဂီတလောကတွင်ထင်ရှားခဲ့သူတူဖြစ်သည့်အဆိုတော်ဆိုင်းဒီဇိုင်အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုတရဝယ်အကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်ငယ်ဘဝဆိုင်းဒီဇိုင်ကိုအဖဥနန္ဒာအမိဒေါ်နန်းအိမ်တို့မှာ1950ပြည့်နှစ်စက်တင်ဘာလ23ရက်မြန်မာတက္ကရာ1312ခုနှစ်တော်သလင်းလဆန်း12ရက်စနေနေ့တွင်ရှမ်းပြည်နယ်တောင်ပိုင်းလင်းခေမြို့တွင်ဖွားမြင်ခဲ့ပါတယ်။မောင်နှမသားချင်း9ဦးအနက်ဆိုင်းဒီဇိုင်မှာသားအကြီးဆုံးဖြစ်ပြီးညီမနန်းဝင်းထိန်နန်းမြင့်အောင်နန်းသိန်းထွေးခရိန်းနဲ့ညီဆိုင်အောင်ထီခန့်တို့ဖြစ်ကြပါတယ်။ဆိုင်းဒီဇိုင်မွေးကစားကပြာနန်းမဲတူတူလေးဖြစ်၍နာမည်ကိုအိုက်တူဟုအလွယ်တကူမှဲ့ခေါ်ခဲ့ကြပြီးလာသားအရွယ်အမည်မဲ့ချိန်တွင်စိုင်းတင်ဦးဟုမှဲ့ခဲ့ပါတယ်။ကိုရင်ကြီးဝစ်ချိန်တွင်ရှင်ဓမ္မရက်ကဘွဲ့အမည်ဖြင့်သင်ခန်းစီခဲ့ပါတယ်။ပညာရေးနှင့်ဂီတဘွားစာအသက်9နှစ်ကျော်အရွယ်၌လင်းခေရှိအလဲတန်းကျောင်းတွင်တက်တော်လဲစာသင်နှင့်မပြီးခင်ချိန်မှာပဲလင်းခေကျောင်းမှထွက်ပြီးလွယ်လင်ရှိ Scarehead Convent High School တွင်ကျောင်းအိတ်ကျောင်းသားသွားနေခဲ့ရပါတယ်။စိုက်တင်ဦးသည်ရင်းကျောင်းတွင် Sister Pia လက်ဆောင်ပေးသောနိုင်လွန်ကျိုး၄ချောင်းတက်ယူကလီလီတူရီယာကိုတီးခွေရခဲ့ပြီးအစိုးအတီးပညာနှင့်စတင်ရင်းနှီးခဲ့ရပါတယ်။စရုဒ္ဓရန်အောင်၍ပစ္စမတန်းသို့ရောက်သောအခါတောင်ကြီးခရစ်ယာန် High School တွင်ပြောင်းတက်ခဲ့ပြီးရင်းကျောင်းတွင်ဂီတာတေးသေးချာချာတီးတတ်အောင်သင်ပြပေးခဲ့သောတငယ်ချင်းမောင်မောင်နှင့်တွေ့ဆုံပြီးတောင်ကြီးရင်ကျေးမှုတီဝိုင်းတွင်အဖွဲ့ဝင်တူဖြစ်လာခဲ့ပါတယ်။ကိုရနှစ်တွင်စာမှုဝဲကြသဖြင့်ဖခင်ဖြစ်သူကတောင်ကြီးတွင်မထားတော့ဘဲလွယ်လေတွင်ကျောင်းပြန်နေစေကကိုရအောင်မှတောင်ကြီးတွင်ပြန်နေခွင့်ပြုခဲ့ပါတယ်။မန်တက္ကသိုလ်ကျောင်းသားဆိုင်းဒီဇိုင်ဆယ်တန်းအောင်သောအခါစိတ်ပညာမေဂျာဖြင့်မန္တလေးတက္ကသိုလ်သို့တက်ခွင့်ရခဲ့ပြီးဤတွင်ဆိုင်းခန့်လိတ်နှင့်ပြန်တွေ့ခဲ့ကြပါတယ်။ဆိုင်းခန့်လိတ်မှာဆိုင်းဒီဇိုင်ကိုတချင်းဝါသနာပါသောကြောင့်သာမကညီဖြစ်သူဆိုင်းခန့်သည်တငယ်ချင်းဖြစ်လဲတန်ရောစဉ်ရှိသူဖြစ်ပါတယ်။မန္တလေးရောက်တော့ဂီတမိတ်ဆွေများတိုးပွားလာခဲ့ရာတရေးစရာကိုနေဝင်းသည်လည်းအပါဝင်ဖြစ်ပါတယ်။ကိုနေဝင်းမောင်လာပြေဝန်းတစ်ချက်မှလည်းမကြကြားနေရ၍ရှားနေခဲ့ရာညဘက်အဆောင်ရှိမှအမြဲလိုတချင်းဆိုပြစ်ခဲ့ကြပါတယ်ပထမတေးစုရင်းနောက်1983ခုနှစ်ခန့်တွင်ဆိုင်းခန့်လိတ်ဆိုင်းဒီဇိုင်ခုမျိုးလွင်နှင့်စောသိန်းဝင်းတို့ပါဝင်သော The Outsider TY ဖွဲ့ခဲ့ပါတယ်။မန္တလေးတက္ကသိုလ်နယ်မြေတွင် The Outsider အဖွဲ့၏တီဆိုတိခတ်မှုများလူသိများလာခဲ့ပြီး၎င်းအချိန်တွင်မန္တလေး Central ဗဟိုတေးသံတွင်မှငွေကြေးအကုန်ကျခံပြီးအတန်ဖမ်းကြည့်ခဲ့ကြပါတယ်။ပထမဆုံးရလဒ်ကတော့ Stereo Hi-Fi တန်မထွက်အတိပိုင်းမတက်မရက်အတန်ဖမ်း quality လိုအပ်အဆိုပိုင်းစကားသံများပီပီတတမရှိဘဲတိတ်ဝဲနေသည့်အတွက်မအောင်မြင်ခဲ့ကြောင်းသိရှိခဲ့ရပါတယ်။ထို့ကြောင့်ရန်ကုန်မှာအတန်ဖမ်းစနစ်ကောင်းကောင်းစတူဒီယိုကောင်းကောင်းနဲ့အတန်သွင်းပြီးဆိုပြီးဥပသိန်းစတူဒီယိုရဲ့အတန်သွင်းခဲ့ကြပါတယ်။ပွဲဥအတွက်တဘာဝတေးစုမာစတာကွေထွက်တော့ရန်ကုန်ရှိတေးသံသွင်းတွေလိုက်ပြရာဘသူမှမယူသဖြင့်တဆိုင်ဝင်တဆိုင်ထွက်တပုတ်နှစ်ချက်နှုံးဖြင့်ဖြန့်ခဲ့ရပြီးအချို့ဆိုပြစ်ခါညင်းဆိုသဖြင့်စိတ်သက်ကြခဲ့ကြရပါတယ်။တောင်ကြီးမှာမောတေးတန်တွင်တဆိုင်ပဲလိုလာရှိခဲ့ပြီးဈေးမဖြတ်ဘဲအတော်များများယူထားလိုက်ခဲ့တယ်လို့သိရှိခဲ့ရပါတယ်။ထိုအချိန်တွင်တငယ်ချင်းအောင်ခိုင်မြင့်ခြေပုံပုံနဲ့တွေ့ဆုံခဲ့ပြီးသူကရန်ကုန်မှာလိုက်ဖြန့်ပေးမိဆိုပြီးအခွေကိုတေးသေးချာဖြန့်ပေးလိုက်ရမှာတစဉ်လူကြားတဲ့အတော်ပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်။ဒုတိယနဲ့တတိယတေးစု1983ခုနှစ်မှာ The Outsider နဲ့ The Highlander ဆိုင်းခန်းသည်စောကြက်ဆယ်စောကျော်နီတို့စူးစီးထားသောအဖွဲ့ဝိုင်းတော်သားများပူးပေါင်းပြီး The Wild One သဘာဝရဲ့ရင်သွေးငယ်များတိဂီတာအဖွဲ့စတင်ဖွဲ့ခဲ့ကြပြီးရန်ကုန်ရုပ်ရှင်ချမ်းမှာဒုတိယတေးစုနွေရာသီကိုတွင်းပစ်ခဲ့ကြပါတယ်။နွေရာသီချစ်တာတစ်ခုတည်းတည်တယ်ဆိုင်းပြန်ရအောင်မယ်ရွှေဟင်းသာနားကြိုက်တေးများပါဝင်တချင်း10ပုတ်ဖြစ်ပြီးထိုတေးစုမှာတေးသံသွင်းများမှာစီရီရောင်းရငွေသိမ်းရကညအေးပင်ပြတ်သည်ဟုစိုးစမဲ့ပြုလောက်ရအောင်ဝက်ကွဲအောင်မြင်ခဲ့သူဖြစ်ပါတယ်
ထိုခွေအားညင်းညင်းညူညူတစ်ပြစ်တောက်တောက်နဲ့အတန်သွင်းပေးခဲ့သောရုပ်ဝါမောင်မောင်ပင်အံ့အားသင့်ခဲ့ရသည့်အထိဖြစ်ခဲ့ရပါတယ်။ထို့နောက်တတိယတေးစုကိုပန်းသာရုပ်ရှင်ချန်တွင်သွင်းပြပြီးစီရီကောင်းစဉ်မှာမန္တလေးရောက်ရှမ်းတယောက်ဖြစ်ကတတိယတေးစုမှာလည်းအောင်မြင်ခဲ့ပြီးတေးသံသွင်းများမှာလက်မလဲအောင်ကူးယူရောင်းချခဲ့ရသည့်အထိဖြစ်ခဲ့ပါတယ်။အောင်မြင်မှုများစွာနောက်ဆက်၍ချင်းနေလည်းပြန်သို့မဟုတ်ပြန်ညှိရမယ့်ကာယံစိတ်တစအလွမ်းပြန်သာပြန်မှရွှေဟင်းသာကျင်း납ပါတော့အိတ်ဆက်အနာယူပြီးစသည့်တေးစုများစီကစင်ကထွက်လာခဲ့ပါတယ်။မြန်မာဘာသာနဲ့ရှမ်းဘာသာများဖြင့်တေးသချင်းစီရီကွယ်ပေါင်းများစွာထွက်ရှိခဲ့ပြီးဂီတဖျော်ဖြေပွဲများစွာတည်ဆူဖျော်ဖြေခဲ့ပါတယ်။1980ပြည့်လိုနှစ်များမှာသည်21ရာစုအစောပိုင်းမကွယ်လွန်ချိန်ထိကာလကြာရှည်စွာအောင်မြင်ခဲ့သည့်ထူးထူးခြားခြားဂီတပြညာရှင်တဦးဖြစ်ကတိတ်ခွေခေရေဒီယိုခေတ်တွေစတင်အောင်မြင်ခဲ့ရမှာရုပ်မြင်သံကြားခေတ်တွေလည်းတေးသချင်းများစွာရိုက်ကူးထုတ်လွှင့်ခဲ့သလိုCD, BCD, ကာရာအိုကေ digital ခေတ်တိုင်းအောင်မြင်ခဲ့သူဖြစ်ပါတယ်။နောက်ဆုံးတေးစုစိုင်းနေဆိုင်မဆုံးပါခင်စုံသင်းမှာရတနာဦးတို့နဲ့အတူတည်ဆိုထားသောဝစ်မုံခရီးတေးစုများထွက်ခဲ့ပြီးမကြခင်စိုင်းခက်လက်၏သမီးနန်းခန့်နွဲလိမ့်နဲ့တွဲဖက်တည်ဆိုထားသောတွဲဖက်ကောင်း CD ထွက်ဖို့ရှိခဲ့ပါတယ်။စိုင်းနေဆိုင်၏နောက်ဆုံးတေး CD ဖြစ်ပြီးရင်းတို့အခက်အခဲများစွာနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတော့လဲဘဝကိုကြက်ညက်ခံရင်ဆိုင်၍တီးလောကသို့တွန်းဝင်လာခဲ့ရသောစိုင်းနေဆိုင်သည်ယနေ့ဆိုလျင်မြန်မာပြည်တနန်တလျားတွင်ပရိသတ်များဒုနဲ့ဒဲနဲ့အခိုင်အမာရှိခဲ့သူဖြစ်ပါတယ်။မြန်မာပြည်တွင်သာမကပြည်ပနိုင်ငံအသီးသီးမှာလည်းလေးစားစွာဖိတ်ကြားခြင်းခံခဲ့ရသောတေးသံရှင်တူလည်းဖြစ်ပါတယ်။တရုတ်ဆောင်ဘဝစိုင်းနေဆိုင်မှာတေးစီရီများတည်ဆိုရုံမကဒရိုက်တာမောင်ငင်းချမ်းစီစဉ်ပြီးဗီဒီယိုဇာတ်ကားများဖြစ်သည့်လေညာရက်ကအချက်မင်းသမီးမေတန်းနုနဲ့မစ္စရိယမင်းသမီးမေတန်းနုနဲ့မန္တလေးရောက်ရှမ်းတယောက်မင်းသမီးမေတင်စာဦးနဲ့ဇက်ကားများရိုက်ကူးခဲ့ကြပါတယ်။ဘဝနီကုံစိုင်းကြီးဆိုင်သည်မကြမ်းမမာဖြစ်လာသဖြင့်ရန်ကုန်ပြည်သူ့စေယုံကြီးအစာအိမ်နဲ့အုံလန်းချောင်းဌာနတွင်တက်ရောက်ကုသခဲ့ရမှ10ရက်3လ2008ရက်နေ့မနက်9:45တွင်ကွယ်လွန်ခဲ့ပါတယ်။ကွယ်လွန်ချိန်တွင်ဇနီးဒေါ်ခင်တန်းစိုးသားဆိုင်ခိုင်ခန်းသမီးနန်းဆန်ဟွမ်နဲ့နန်းယူခေါင်တို့ကြံရစ်ခဲ့ကြပါတယ်။ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ကွန်တာကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။